freelancer တယောက်ရဲ့ဒုက္ခဘာလဲဆိုရင်အခန်းထဲမှာထိုင်ပြီးလှုပ်လှုပ်နေရတာကိုညှင်းငွေးလာတာပါအဲဒါကြောင့်တင်းဒီနေတော့ coffee ဆိုင်လေးမှာသွားပြီးအလုပ်လုပ်ဖြစ်ခဲ့ပါတယ်တင်က coffee ဆိုင်ရောက်တိုင်း coffee မတောက်ပါဘူး chocolate ပဲအမြဲတောက်ပါတယ် chocolate တစ်ခွက်နဲ့လောက်ဆရာရှိရလေးလောက်ဖြစ်တယ်ပေါ့နော်ခုတလောလေးလောက်ဆရာတွေကအရင်များနေလို့ခံစားရတယ်လုံနေနေလဲကုန်မသွားဒါတောင်ကိုတဘောကြတဲ့အလုံးမလို့တော်ရည်တယ်လို့ပြောရမှာပေါ့နော်ကိုပြောတဲ့လှုပ်ဆိုတော့ဘလောက်လုံးလုံးမငင်းငွေတော့အောင်6နိုင်လောက်ရောက်တော့ပစ္စည်းတွေတင်ပြီးတော့ဆိုင်ကနေထွက်လာခဲ့တယ်ထွက်လာလို့လည်းမရတော့ဘူးဆိုင်ပိတ်ချိန်ရောက်နေပြီဆိုတော့လေသူတို့မှမထုတ်ခင်အရင်ထွက်လာခဲ့လိုက်တာညနေစာစားဖို့သွားရင်လည်းလမ်းမှာ trip ဆိုင်လေးတွေ့လို့လေအင်ကြီးလေးတစ်ထည်နဲ့ထဲဝင်ဝယ်ဖြစ်ခဲ့တည်းရဲ့ညစာကိုတော့စိတ်မှုစရာရှမ်းသမင်းပုံစားလေးစားဖြစ်တယ်တင်ကဒီနေ့ကိုနဝင်းဒိတ်ထန်တက်တက်လွတ်စားမယ်ရဲဆိုတော့တက်တက်လွတ်ဟင်းလေးနဲ့စားဖြစ်ခဲ့ပါတယ်အဲ့ဆိုင်ရလေးအရသာကတော့တင်အကြိုက်နဲ့ကွက်တီပဲတင်ရပဲရှမ်းသမင်းကြိုက်လို့လားတော့မသိဘူးပေါ့နော်ပြန်ရောက်တော့မနေနိုင်ဘူးဝယ်လာတဲ့အင်ဂျင်နဲ့ပေါင်းမီလေးကိုဝစ်ကြည့်လိုက်တယ်လှရလို့တော့ထင်တာပဲလေဒီနေ့တော့ပြင်ပန်းသွားလို့နားပါတော့မယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါပါရှင်အားလုံးမင်တတာ